တကယ်ချင်းတို့ဒီနေ့တော့ဘဲပေါက်လေးနည်းနည်းလေးနဲ့တဲ့အကြောင်းအရာတစ်ခုပြောချင်တယ်ပြောရမှာလဲနည်းနည်းတော့ရှက်တယ်ဗျာသူများတွေကကိုယ့်ကိုအယူလို့ထင်သွားမလားပေါ့ဒါပေမဲ့မထူပါဘူးဖွင့်ပြလိုက်မယ်ခင်ဗျားတို့တွေရောအရမ်းမြင့်တဲ့တောင်ပေါ်တို့တိုက်အမြင့်ကြီးပေါ်တို့ရောက်တဲ့အခါအောက်ကငုံကြည့်နေရုပ်တရက်ကြီးငါဒီကနေခုံချလိုက်ရင်ဘာဖြစ်သွားမလဲဆိုတဲ့အတွေးမျိုးဝင်လာဘူးလားအဲ့ဒီအတွေးနဲ့အကူခြေထောက်တွေပါရားပြီးတကယ်ပဲခုံချခြင်းတယ်လို့ခံစားမှုကြီးဖြစ်သွားတာမျိုးလေဒါမှမဟုတ်ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့ဖုံးအသစ်ဆက်ဆက်ကြီးကိုကိုင်ပြီးမြေကူးတရားပေါ်ကဖြစ်သွားတဲ့အခါဒီဖုံးကိုမြစ်ထဲလွတ်ချလိုက်ရင်ကောင်းမလားဆိုတဲ့စိတ်ရိုင်းကြီးဝင်လာမျိုးရောကြုံဘူးလားကားလမ်းကူးရင်ကားရှိဝင်တိုးခြင်းတယ်လို့စိတ်မျိုးပေါ့ကျွန်တော်ကတော့အဲ့ဒီလိုဖြစ်တိုင်းကိုပြန်လန့်နေဗျာဟာငါဘာချင်နေတာလဲငါတေးချင်နေတာလားငါစိတ်ရောဂါရနေပြီလားဆိုပြီးတွေးပူမိတယ်ဒါပေမဲ့စိတ်မပူပါနဲ့တကယ်ချင်းတို့ခင်ဗျားတို့တယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်လဲကြောက်နဲ့လိုက်ရှာဖတ်ကြည့်တော့မှဒါကလူတော်တော်များများမှာဖြစ်တတ်တဲ့တာမန်စိတ်ဖြစ်စဉ်တစ်ခုလေဗျာဒါကိုသိပ္ပံပညာအရ The Call of the Void ဟာလာဟီလင်းပြင်ရဲ့ခေါ်စာလို့ခေါ်ပါတယ်ပြင်းပြလို့တော့ Label du Vide ပေါ့နာမည်ကတော့လမ်းနေနော်လေးလာမှုတွေရလူ90ရာခိုင်နှုန်းလောက်ကဒီခံစားချက်မျိုးကိုတစ်ခါမဟုတ်တစ်ခါကြုံဘူးကြတယ်တဲ့အထူးသဖြင့် high place phenomenon လို့ခေါ်တဲ့မြင့်တဲ့နေရာတွေမှာပိုဖြစ်တတ်တယ်အရေးကြီးဆုံးအချက်ကဒီလိုခံစားရတာဟာကိုယ့်တတ်သိခြင်းစိတ်ရှိလို့မဟုတ်ပါဘူးတကယ်သိခြင်းတဲ့သူတွေမှာဒီလိုခံစားချက်မျိုးမဖြစ်တတ်ဘူးလို့ဆိုပါတယ်ဒါဆိုဘာလို့ဒီလိုရှောက်တွေးနေမိတာလဲဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံး theory တစ်ခုရှိတယ်အဲ့ဒါကတော့ဒါဟာကျွန်တော်တို့အုံနောက်ရဲ့အသက်အန္တရာယ်ကာကွယ်ရေးစနစ်အလုပ်လုပ်တာလွဲသွားတာပါတဲ့ရှင်းအောင်ပြောပြမယ်ခင်ဗျားတောင်ဆုံးရောက်လို့အောက်ကိုငုံကြည့်လိုက်တဲ့အခါခင်ဗျားရဲ့အုံနောက်ထဲကအန္တရာယ်ကိုထောက်လန့်တဲ့အပိုင်း fear center ကဟေ့ကောင်အန္တရာယ်ရှိတယ်ပြုတ်ကြတော့မယ်နောက်ဆုံးဆိုပြီးချက်တစ်ချက်ပေးလိုက်တယ်ပြဿနာကအဲ့ဒီအချက်ပေးတာကမြန်လွန်းအားကြီးတယ်ခင်ဗျားရဲ့အတိစိတ်ကဘာထက်မှမသိလိုက်ပဲရုပ်တရက်လန့်သွားတဲ့ခံစားချက်ကိုပဲရလိုက်တယ်အဲ့ဒီတော့အတိစိတ်ကပြန်စဉ်းစားတယ်နေဦးငါဘာလို့လန့်သွားတာလဲအော်ငါအောက်ကိုကြည့်မိလို့ပဲငါအောက်ကိုကြည့်မိတယ်ဆိုတော့ငါခုံချချင်နေလို့များလားဆိုပြီးအုံနောက်ကသူ့ဘာသာသူမှားယွင်းပြီးကောက်ချက်ချလိုက်တာပါတကယ်တမ်းခင်ဗျားခုံချချင်တာမဟုတ်ဘူးခင်ဗျားအုံနောက်ကခင်ဗျားကိုမတည်ချင်လို့ over acting လုပ်လိုက်တာဖုံးကိုလွတ်ချချင်တာလေဒီသဘောတရားပါပဲဒီဖုံးလွတ်ကျသွားရင်ကွဲပြီဆိုတဲ့အန်ဒီယာကိုသိနေတဲ့အုံနောက်ကဘာဖြစ်မလဲဆိုတဲ့စူးစမ်းစိတ်နဲ့ပေါင်းပြီးစက္ကန့်ပိုင်းလေးဝင်လာတဲ့အသွေးစ intrusive thought တစ်ခုပါပဲကျွန်တော်တို့အုံနောက်ကြီးကတခါတရံကြရင်မလုံနဲ့လို့တားမြစ်ထားတဲ့အရာတွေကိုမှလုံလိုက်ရင်ဘာဖြစ်သွားမလဲဆိုပြီးစမ်းသပ်ခြင်းနေတတ်တယ်လေဆိုတော့တကယ်ချင်းတို့ရေနောက်တစ်ခါတောင်ပေါ်ရောက်လို့ခုံချခြင်းစိတ်ပေါက်သွားရင်မလန့်ပါတော့နဲ့အော်ငါအုံနောက်ကြီးကငါ့ကိုအသက်ရှင်စေခြင်းလို့တတိပေးနေတာပါလားလို့ဒါတွေးလိုက်ပါတော့ကျွန်တော်တို့အားလုံးယူနေတာမဟုတ်ပါဘူးကျွန်တော်တို့အုံနောက်တွေကနည်းနည်းရှုပ်ထွေးလို့နေတာပါကဲခင်ဗျားတို့ရော The Call of the Void ကိုဘယ်အခြေအနေမျိုးတွေမှာခံစားဘူးလဲတရားပေါ်လားတိုက်ပေါ်လား comment မှာရင်ဖွင့်နေကြအောင်နော်ကျွန်တော်တယောက်တည်းမဟုတ်တာသိရတဲ့နည်းနည်းစိတ်သက်သာရမှာမို့လို့ပါဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye